ဒါလက်တလောစစ်စင်နေတဲ့တက်မလွယ်ထိုးစစ်တွေကြောင့်ဒါစခန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်ရပြီးပြန်လဲခုခံနေကြတဲ့ဒါ EU Street အပါဝင် PDF လက်နက်ကိုင်အုပ်စုတွေနဲ့ဒါတက်မလို့ရဲ့စီးချင်းခွင်ရှာပြောင်းလဲလာမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါနည်းနည်းလောက်ပြောချင်ပါတယ်။ဘယ်ကနေစပြောအောင်လဲဆိုရင် NUG ကလှုပ်ရှားနိုင်ငံရေးသမားတွေရိုက်သွင်းထားတဲ့ဝါဒမှိုင်းတွေကြောင့်နေရာဒေသအထီးသီးကနေလက်နက်ကင်တော်လှန်ရေးလုပ်နေကြတဲ့ PDF အပါဝင်လက်နက်ကင်အုပ်စုတွေအနေနဲ့မင်းတို့တွေရင်ဆိုင်တိုက်ခိုက်နေကြတဲ့တက်မလို့ဆိုတဲ့အဖွဲ့အစည်းဟာဒါလူလက်နက်စုဖွဲ့မှုနဲ့အမိန့်နာခံမှုရန်အားကောင်းတဲ့အဖွဲ့အစည်းဆိုတာကိုဒါမင်းတို့တွေတော်လှန်ရေးစောကပ်ပြီးတော့ဒါသတိမထားမိကြမှာဆိုလို့အခုလိုပြပြတာဖြစ်ပါတယ်ဒါလက်တလောတွေ့မြင်နေရတာလေးပြောရရင်နော်အခုနောက်ပိုင်းအားလုံးသိကြတဲ့အတိုင်းပဲနော်ဒီ Apple နဲ့ကိုင်လူမဲတွေဟာညတိုင်း Facebook ကနေ live ရင်ပြီးတော့နော်သူတို့ယုံကြည်တဲ့ဒေါ်လာကြီးလှုပ်ဖို့အတွက်ကြည်စံမရှိလို့ကြည်စံစုဖို့နော်အလူငွေကောက်ခံနေကြတာတွေလက်နက်အကြီးက helmet နော်ဝယ်ဖို့အလူငွေကောက်ခံနေကြတာတွေနဲ့နော်ရမငွေရှာဖို့ကမ်ပိန်းတွေလုပ်ပြနေကြတာတွေကိုမြင်နေရတော့ဒါစိတ်ထဲမှာဒါတွေးမိကြလေးပေါ့နော်ဒါပြောချင်တာဒါ PDF လက်နက်ကိုင်လူငယ်တွေအနေနဲ့ဒါတစ်ဖက်ကဒါလူဝင်အားရောခင်မီနီးပညာတုံးလက်နက်တွေနဲ့ပါစုဖွဲ့မှုအရင်အားကောင်းတဲ့တက်မတော်ကိုထိတ်တရင်ဆိုင်ဖို့အတွက်နော်အခုလို Facebook ကနေ live လွှင့်ရင်ပြီးတော့ကြည်စံကအစအလူခံနေရပြီဆိုကြတဲ့ကွာဒါမင်းတို့ရဲ့ဒေါ်လာကြီးကအမြန်ကျဆုံးတော့မယ်ဆိုတာဒါအဖြေကထွက်နေပါပြီဒါ BTF လက်နက်ကလူငယ်တွေယုံကြည်အားကိုးနေတဲ့ဒါ NUG ဆိုတာကလည်းဒါခါတော်မီလှဆန်းနိုင်ငံရေးသမားတွေပြီးသူတို့ရဲ့မိသားစုဆွေမျိုးအတိုင်းဝိုင်းရဲ့ကျူစီဝါအတွက်ပဲရှေ့တန်းတင်ကြတယ်ဒါပြပတ်ထပ်ဖို့ဆိုသူတွေလက်ထီတိုင်းပဲနော်ဒေါ်လာကြီးကိုအမိပြုနော်ရသမျှအလူငွေတွေကိုကိုသိစုပ်အကျိုးမြတ်ယူနေကြသူတွေကြီးပဲဖြစ်တယ်အဲ့တော့ပြပတ်မှာလည်းမဟုတ်ဒါပြည်တွင်းမှာလည်းဒါလက်နက်ကင်ဒေါ်လာနေကြတာဆိုရင်အတူဒါလူဒန်းစားမညီမျှမှုပဲဒါအထင်သာတွေ့နေရတာတွေ့ရတယ်ဒါဥပမာဆိုရင်ဒါပတ်သုံးလုံးတွေလို့ဒေသခံပြည်သူတွေကြားမှာနေမယ်ဒါလက်နက်ပြချင်းချော့နော်ပြည်သူတွေကိုမလဲဩစာတုံးပြီးတော့ KG ဆက်ကြီးနော်အခွန်ခါတွေအများပြားကောက်ပြီးတော့ချမ်းသာနေကြတဲ့ပတ်သုံးလုံးလို့အခွင့်ထူးခံလက်နက်ကန်ထူရန်ဆိုတာတရားရှိတယ်လို့ပဲရှီရန်တနေရာမှာနေစင်တဲ့အမြတ်နော်အသက်နဲ့ခန္ဓာကိုယ်တွေပြည့်စံနေကြတဲ့နော် PDF နဲ့ကန်လူငယ်တွေလည်းရှိနေကြတာကိုကြည့်ရင်နော်မင်းတို့လုံနေတဲ့တော်လိုင်းဟေးကြီးကနော်လူဒန်းစားမညီမျှဘူးဆိုတာကိုဒါကြာလာလေဒါလူဒန်းစားကွာဟလာလေဖြစ်နေတာဟောဒါမြင်တွေ့နေရပါတယ်ဒါတစ်ခါမှလည်းတမတော်ကဓမြန်ထိုးစစ်တွေကိုအားကောင်းကောင်းနဲ့လှုပ်ဆောင်လာပြီးတော့ဒါမာဗျူဟာရအရေးပါတဲ့ဒါမိုးပြဲနောင်ချိုတပိတ်ချင်းမြို့တွေအခုနောက်အခုဂျီမော့ဆိုပေါ့နော်ဒီလိုမြို့တွေကိုတစ်မြို့ပြီးတစ်မြို့ညာထိုးစစ်ဆင်တိမ့်ဘက်လန်နန်တွေကိုတွေ့နေရတယ်ဒါဆက်ပြီးလဲကြောင်မဲမိုးကုတ်ဗမော်အခုဗမော်လဲပါပဲပြောတော်တော်ဟိုဒါအချင်းကြီးကောင်းနေပြီဒီမျိုးလုံးလေးနီးဒါတိမ့်ပိုက်လို့ရတဲ့အနေအထားဖြစ်နေပြီပေါ့နော်ဖောက်ကန်တို့လူမျိုးတွေကိုထိုးစစ်ဆင်နေရလဲတွေ့နေရတယ်ဒီလိုထိုးစစ်ဆင်တဲ့အခါမှာဒါအရင်ကလိုတက်ခတ်ရေးတက်တွေနော်အဓိကမထားတော့ပဲနဲ့ဒါလေကြောင်းပစ်ကူအမျိုးမျိုးဖြစ်တဲ့ဒါခင်မီ drone တွေဒါစက်တလီတွေ jet fighter Mi-35 ပေါ့နော်အားလုံးသိကြတဲ့ Y12 ဒါရင်းနဲ့လေကြောင်းပစ်ကူယူပြီးတော့မှဒီတက်ခတ်ရေးတက်တွေအမြေပြင်ကနေဒါထိုးစစ်ဆင်တဲ့ဒါ viewer ကိုသုံးလာတာဖြစ်တဲ့အတွက်ဒါဒေါ်ခီးပေါ်လာတာကိုတွေ့ရပါတယ်အစိုးရဘက်ကဒီတံပြန်ထိုးစစ်နဲ့ဒီမျိုးတွေကိုသိမ်းတဲ့အခါမှာဒါမရှိမဖြစ်လိုအပ်တဲ့ဒါလူလက်နက်ခဲယမ်းရိတ်ခါတွေကိုဒါထိုးစစ်မစကန်တဲ့စနစ်တကျပြင်ဆင်ပြီးမှဒီထိုးစစ်ကြီးကိုစခဲ့တာကိုတွေ့ရပါတယ်ဒါအတိအတိုင်းပဲလူအင်အားအတွက်ဆိုရင်ဒါပြည်သူစစ်မှုချမ်းအင်အားတွေနဲ့ဒါအတုပ်လိုက်အင်အားဖြစ်တင်ပေးလာနိုင်တယ်ဒါလက်နက်ပိုင်းမှာဆိုရင်လည်းဒါခင်မီနီးပညာသုံးစစ်လက်နက်ပစ္စည်းတွေဒါ drone တွေကိုဒါလိုင်းသုံးလာနိုင်တာကိုတွေ့ရတယ်နော်ထောက်ပံ့မှုပိုင်းမှာဆိုရင်လည်းဒါရှီရန်စကန်တွေအထိလိုအပ်တဲ့ဒါခဲယမ်းရိတ်ခါတွေကိုဒါလေချောင်းရောဒါဒီအတိုင်းအခုနောက်ပိုင်းရေချောင်းကပါဒါမင်းရောက်တဲ့နေနဲ့ဒါပို့ဆောင်လာတာကိုတွေ့ရတယ်အဲ့တော့ထိုးစစ်ဆင်လာတဲ့နေရာတွေကိုကြည့်မယ်ဆိုရင်လည်းဒါမှာပြီးတော့မြောက်အရေးပါတဲ့မျိုးတွေမကောက်နော်တော်လိုင်းတပ်ဖွဲ့တွေအထူးကဝင်ငွေရနေတယ်တပိတ်ချင်းဖားကတ်
ဒါမိုးကုတ်စားတဲ့မြို့တွေကိုဒါအရှင်ကောင်းကောင်းနဲ့ထိုးစစ်ဆင်သိမ့်ပိုင်နိုင်အောင်နော်သိမ့်ပိုင်နိုင်ဖို့လုပ်နေတာကိုတွေ့ရပါတယ်ဟိုတက်မတော်ဘက်ကဒါစီးအတွက်အခုလိုထိုးစစ်လုပ်နေတယ်လို့ပဲတစ်ဖက်မှာလည်းဒါနိုင်ငံရေးအရာဒါအစိုးရပြင်ဆင်ဖွဲ့စည်းတာတွေရေကောက်ပွဲကျင်းပနိုင်ဖို့ဒါပြင်ဆင်လာတာတွေနော်ရေကောက်ပွဲကနေဒါဖြစ်ပေါ်လာမယ်ပေါ့နော်ပေါ်ပေါက်လာမယ်အစိုးရတစ်ကနေတဆင်ပေါ့နော်ဒါ EU လည်းနဲ့တိုင်ဖွဲ့အမျိုးမျိုးနဲ့ဒါပြည်တွင်းငြိမ်းချမ်းရေးရဖို့ဒါစီစဉ်နေတာတွေတွေ့နေရပါတယ်နော်တန်တမန်ရေးရဆိုရင်လည်းဒါအင်အားကြီးနိုင်ငံတွေအပါအဝင်အာဆီယံနိုင်ငံတွေခနီးချင်းနိုင်ငံတွေနဲ့ဒါတန်တမန်ဆက်ဆံရေးတွေကိုလိမ္မာပါနတ်စွာနော်တိုးမြင့်လှုပ်ဆောင်မိတာဟုတ်လေအလုံးသတိထားမိကြမယ်ထင်ပါတယ်ဒါတာရကအနေနဲ့ဒါမနေ့ကပေါ့လေအားလုံးသိကြတဲ့အတိုင်း UWSA ဝါဒဖွဲ့ရနေပြီးတော့ဒါ TNLA MMDA နဲ့ဒါ SSPP 3ဘွယ်ကိုဒါစီးအကူအညီမပေးတော့ဘူးဆိုပြီးတော့ဒါဆုံးဖြတ်ချက်ချလိုက်တာဒါဥပမာတစ်ခုပါနော်ဒါတွေကဘာကိုပြောချင်တာလဲဆိုတော့ဒါလက်ရှိအစိုးရနေပြီးတော့ဒါနော်စီးတစ်ခုတည်းနဲ့ဒါမင်းတို့ကိုဖိအားပေးနေတယ်မထင်ပါနဲ့နော်ဟောနိုင်ငံရေးနီးတွေရောဒါတနမန်ရေးနီးတွေနဲ့ပါဒါအရှိန်ကောင်းကောင်းနဲ့ဒါဖော်ဆောင်နေတာမို့လို့ဒါတချို့ဒါဒီရပိုင်းတချို့ EU Street တော့ဒါအတန်ကြီးထွက်လာနေတာကိုပဲကြည့်ပါနော်ဆိုတော့ဒါ PDF တွေနဲ့ပါသုံးလုံးလက်နက်ကိုင်တွေကိုပြောချင်တာကဒါမင်းတို့ဒေါ်လာနေတဲ့အဖွဲ့အစည်းကနော်နေရာတိုင်းမှာ change of command အဆင့်ဆင့်တဲ့စီးတနမန်ကြီးနိုင်ငံရေးအပါဝင်ဒါပပောင်းစုကနေဒါစနစ်တကျနဲ့အရှိန်အဟုန်နဲ့သွားနေတယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ဒါဒီချက်တွေကိုခြေခံပြီးတော့ဒါအခုနောက်ပိုင်းတမရောဘန်နဲ့ EU PDF ပါသုံးလုံးတို့ရဲ့စီးချင်းခွင်ရှာပြောင်းလဲလာမှုအခြေအနေဟာဒါကြာလာလေကွာဟမှုဒါကြီးမားလာလေဖြစ်နေပြီလို့ဒါဒီလိုပြောချင်ပါတယ်ဆိုလိုချင်တဲ့သဘောကဒါအချိန်ကြာလာတာနဲ့အမျှဒါ PDF နဲ့ပါသုံးလုံးဘန်နဲ့ကိုင်အဖွဲ့တွေကဒါအထိနာလာလေဖြစ်နေကြပါပြီဒါဥပမာပြောရရင်ဒါအခုဗမော်တိုက်ပွဲမှာလဲနော်ဒါ KIA ရဲ့အသုံးချကန်ဒါစကိုင်းမန္တလေး PDF တွေထောင်နဲ့ကြီးတည်ဆုံနေကြတာတွေဒဏ်ရာရတဲ့သူဆိုရင်တော့ဒါမယူမတက်နိုင်အောင်ပဲဒါတွေကတကယ်မြည်ပင်ရှိတရားတွေပါနော်အဲ့တော့နေရာနဲ့မှလည်းဒါပါသုံးလုံးစင်နာပြဝဲတွေတက်စိတ်ပေါ်ထားတာတွေရတယ်ဒါဒီပါသုံးလုံးအဖွဲ့တွေ PDF တွေနေနဲ့ဒါပြည်သူချင်းဘက်အဖွဲ့ဖြစ်နေကြတဲ့တပ်တွေပဲဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နော်ဘိုးတထောင်နဲ့ပတ်ထနေတဲ့နော်ဒီလက်နက်ကင်တော်နိုင်ရေးလုံနေကြတဲ့ PDF နဲ့ပါသုံးလုံးလက်နက်ကင်တွေကိုဟိုပြောချင်တာကတော့ဒါမင်းတို့ရင်ဆိုင်နေရတဲ့ရင်ဆိုင်တက်ခိုက်နေတဲ့ဖွဲ့စည်းဟာအဆအရာအင်အားတာလွန်နဲ့နိုင်ငံတစ်ခုကိုစားပြုတဲ့ဒါအစင်လာကောင်းတဲ့ဒမတစ်ခုဖြစ်တယ်ဒါကြောင့်ဒါလူစားနိုင်ငံရေးသမားတွေနဲ့နော်ဒိုင်းနာလက်နက်ကန် EU တွေရဲ့အသုံးချခံဘဝတွေကနေနော်မနိုင်မှန်းသိတဲ့တက်မတော်ကိုနော်မင်းတို့မနိုင်မှန်းသိတဲ့တက်မတော်ကိုအန်ထုပြီးတော့တိုက်ခိုက်နေတာတွေကိုရက်တန်းကရက်တင်ပါပြီဒါကျွန်တော်အမြင်ပြောနေကြစကားပြောရရင်လားက PDF တွေပါသုံးလုံးနေဆိုတာက NUG နဲ့နိုင်ငံရေးသမားတွေရဲ့နော်ဒါ EU တွေရဲ့အသုံးချကန်နေရုပ်လေးတွေဆိုတာပြောတာဒါအကြောင်းရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ကြုံနေကြဖြစ်ရလေးတွေရှိတယ်ဒါတနေရာကိုသွားလို့လမ်းမနေမှန်သိရင်လမ်းမှန်ကိုညွှန်ပြနိုင်မဲ့သူကိုမေးပြီးတော့ဒါလမ်းမှန်ကိုရောက်အောင်ပွားရတယ်လို့ပါပဲဒါအခုလေ PDF ဘက်ကဖားရလမ်းမကိုရောက်နေကြပြီလို့ပြောချင်ပါတယ်ဒါပြင်နိုင်မဲ့အခွင့်အရေးရှိပါတယ်အဲ့တော့ပြောနေကြစကားတခွန်းလို့ပဲပေါ့နော်ဒီမှန်မှန်သိရင်ဒါပြန်လဲပြင်ဆင်နိုင်တာမှတကယ်လူတော်တွေပဲဖြစ်တယ်ဒါနော်မှန်မှန်သိနေတာကြီးကိုဆက်မားနေမယ်ဆိုရင်တော့ဒါ PDF တွေအနေနဲ့ကိုယ်တိုင်နဲ့မဟုတ်ဘူးကိုမိသားစုကိုပတ်ဝန်းကျင်မှာဒါထိခိုက်နေတာဆုံးရှုံးမှုတွေရှိလာမယ်ဆိုတာကိုသိကြပြီးတော့နော်အမြင်မှန်ရကြဖို့နဲ့လက်နက်ကင်လမ်းစဉ်ကိုဆွန့်လွတ်ကြဖို့ဒါတိုက်တွန်းလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်